နောက်10နှစ်လောက်အကြာမှာလူတစ်ယောက်တည်းလည်ပတ်နေတဲ့ဒေါ်လာတန်းချီတဲ့ကမ္ဘာကြီးတွေမြန်မာနိုင်ငံအပါအဝင်ကမ္ဘာနေရာအနှံ့ပြားမှာမှုလို့ပေါက်လာတော့မယ်ဆိုတာစဉ်းစားကြည့်ဘူးလားအခုဆိုရင် AI နည်းပညာကကျွန်တော်တို့ရဲ့လက်တွေမှာအပြည့်အဝနေရာယူနေပြီဖြစ်ပါတယ်စာရေးတာဒီဇိုင်းဆွဲတာဗီဒီယိုတွေခွဲခြမ်းစိတ်ပြတာသင်ရင်းစရာတွေတွက်ချက်တာတွေကိုစက္ကန့်ပိုင်းအတွင်းအမှားကင်းကင်းနဲ့လှုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်2036ကိုရောက်တဲ့အခါဒီအလုပ်ကိုငါဘယ်လိုလုပ်တတ်တယ်ဆိုတဲ့နည်းပညာကျွမ်းကျင်မှုတစ်သက်ကတန်ဖိုးအနည်းဆုံးအရာတွေဖြစ်လာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ AI တွေ automation တွေကအရာအလုံးကိုအခမဲ့နီးပါလုပ်ပေးနိုင်တော့မယ့်အခြေအနေတစ်ခုကိုရောက်ရှိလာပါလိမ့်မယ်။အဲ့ဒီအချိန်မှာငါဒါလေးကျွမ်းကျင်နေဆိုတဲ့အတတ်ပညာတစ်ခုတည်းနဲ့ရက်တီဖို့မဖြစ်နိုင်တော့တဲ့ဖြစ်တစ်ခုကိုရှောင်လန်းနေကြတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုခင်မျိုးရောက်လာတဲ့အခါလူသားတွေရဲ့တန်ဖိုးရှိဆုံးစွမ်းရည်ကဘာများဖြစ်မလဲအဲ့ဒါကတော့ရွေးချယ်တဲ့နည်းပညာနဲ့အနာဂတ်ကိုကြိုမြင်နိုင်စွမ်းဖြစ်ပါတယ် AI ကထုတ်ပြီးတဲ့အဖြေတရားလောက်ထဲကဘယ်ရာကတော့လူတွေရဲ့နှလုံးသားကိုတကယ်တိကျစေနိုင်မလဲဘယ်ရာကတော့ကျင့်ဝတ်နဲ့ကိုက်ညီမလဲဆိုတာတွေကိုဆုံးဖြတ်ပေးရမှာကလူသားတွေရဲ့နှလုံးသားကဖြစ်ပါတယ်အနာဂတ်ရဲ့စီးပွားရေးဆိုတာကတန်တုံတီးဝိုင်းတစ်ခုနဲ့တူပါတယ်ဒုတိယပစ္စည်းတွေကို AI တွေ system တွေကပြီးခတ်ကြပါလိမ့်မယ်ဒါပေမဲ့ဘယ်တန်တင်ကိုဘယ်လိုသွားမလဲဆိုတာကတော့ဉာဏ်ညွှန်ပြသပေးမယ်လူသားတန်တုံတီးဝိုင်းမှုတယောက်မဖြစ်မနေလိုအပ်ပါတယ်ဆိုတော့မိတ်ဆွေလက်ရှိအချိန်မှာအလုပ်တွေအကုန်လုံးကိုချွေးလက်ခံပြီးလိုက်လုပ်နေတဲ့တီဝိုင်းသားတယောက်အနေနဲ့ရက်တည်မလားဒါမှမဟုတ်စနစ်တွေကိုဥဆောင်ညွှန်ကြားမဲ့တန်တုံတီဝိုင်းမှုတယောက်အနေနဲ့ကိုယ့်ကိုအစင်းမြင့်တင်ဖို့ပြင်ဆင်နေပြီလားကွန်မန့်မှာမျှဝေသွားလို့ရပါတယ်